ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့မြန်မာ Top Story Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမကတော့တင်ဆက်သူဝေပါ။ကျမဒီနေ့တင်ဆက်ပေးသွားချင်တာကတော့ဆရာကြီးမင်းသိန်ခါရေးသားထားတဲ့စာပလင်းနှင်းမောင်နဲ့မုတ်စိတ်ဖြူဓာသမာနှုတ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုမစတင်ခင်ကျမတို့ရဲ့မြန်မာ Top Story Channel လေးကို Like and Subscribe လုပ်ပြီးအားပေးထားဖို့မမေ့ပါနဲ့နော်။စာပလင်းနှင်းမောင်နဲ့မုတ်စိတ်ဖြူဓာသမာနှုတ်တနေ့တနေ့ကျွန်ုပ်၏မိတ်ဆွေကြီးစာပလင်းနှင်းမောင်နေထိုင်ရာအမှတ်295ဘူလင်းလန်ယခုပညာတလလန်နေသို့တွားရောက်၍၎င်းနှင့်အတူရင်နွေးချမ်းတောင်းရင်ရောက်တန်ရရစကားများကိုပြောဆိုနေခဲ့လေ၏အိုင်စီရင်နွေးချမ်းတဲတောက်လို့ကောင်းပါလားဗျလက်ဖက်ချောင်းနှံ့ကလည်းတမျိုးပါပဲကျုပ်စိတ်ဝင်စားဆုံးကတော့ရင်နွေးခရလေးပဲဗျဒီရင်နွေးခရလေးကျွေလဲမဟုတ်မြေလဲမဟုတ်ပို့လိုက်တာလေလွန်မာရောလှုပ်ထားတဲ့လက်ရအားလေးကောင်းပါဗျာအမတ်တမဲ့ကြည့်လိုက်ရင်နွေးကြရမှန်းတော့မသိရဘူးချယ်ရီပင်ကတစ်ကိုင်းဆွေးကြီးကိုစပွဲပေါ်တင်ထားတယ်လို့ပဲဗျာလို့ကျွန်ုပ်ကပြောလိုက်ရကိုနေမောင်ကဒီရင်နွေးခရနဲ့အဲ့ဒီထဲမှာခတ်ထားတဲ့လက်ဖက်ချောက်အချောင်းကိုပြောပြရင် IP အတွက်ဝတ္ထုကောင်တစ်ပုတ်လောက်တောင်ရှာကောင်းပါရဲ့ဗျာလို့အဲ့ဒီလိုပြောရင်ဂလေးစီယာရှီခဲတောင်တစ်စိတ်စီကရက်တစ်လိပ်ကိုထုတ်ကမင်းကြီးရှိုက်ဖွာ၍မိကိုမြကိုညက်နှက်ချက်စီတို့ချင်းချင်းစွာမှုတ်ထုတ်လိုက်လေတော့၏ဝိတုတပုတ်ရဖို့ကအကြောင်းမဟုတ်ဘူးဗျာကျုပ်ကလည်းလုံးလုံးဆယ်ဝိတုရေးမဲ့လူလည်းမဟုတ်ပါဘူးပင်စင်ယူပြီးမှအဲ့ဒီလုပ်ကိုလုပ်မှာပါဒါမဲ့ဟောဒီထူးဆန်းတဲ့ရင်နွေးကြရရဲ့အဲမှာခတ်ထားတဲ့လက်ဖက်ချောင်အကြောင်းတော့သိချင်ပါဗျာလို့ကျွန်ုပ်ကပြောနိုင်ရကျွန်ုပ်၏မိတ်ဆွေကြီးစာပလင်းနှင်းမောင်ကသူ့၏ကျွန်းတက်တာအဟောင်းကြီးတစ်ခုကိုထုတ်ယူပြီးလဲကျွန်ုပ်ရှိသို့စပွဲပေါ်သို့တင်လိုက်လေ၏ကျွန်ုပ်သည်ထိုဖိုင်တွဲကြီးအားလှမ်း၍ကြည့်လိုက်ရဖိုင်တွဲပေါ်တွင်ခဲရန်နီးပြဖြင့်ရေးထားသောစာပလင်းနှင်းမောင်၏လက်ရေးဖြင့်အောက်ပါစာရန်ကိုတွေ့ရလေ၏မုတ်စိတ်ဖြူဓာသမားနှစ်ဦးအမှုထိုအခါကျွန်ုပ်ကအထဲမှာရေးထားတဲ့အမှုနဲ့ပတ်သက်တဲ့အကြောင်းအရာကတော့ဘလောက်တောင်စိတ်ဝင်စားဖို့ကောင်းမလဲမဆိုနိုင်ဘူးအမှုနာမည်ကိုဖတ်ရတာနဲ့တော့တော်တော်ကိုစိတ်ဝင်စားသွားပြီပြို့ပြီးတော့ဟောဒီယာရှင်နွေးကင်းအောင်လေးကပါဆက်ဆက်နေပြန်နေဆိုတော့ဘယ်ပြောကောင်းမလဲဗျာလို့ပြောလိုက်ပါတယ်ဟုတ်တယ်ဟိုင်ပြီအမှုကတော့ခက်ဆန်းဆန်းပဲဒါကြောင့်ကြုတ်ပြောတာပေါ့IP အတွက်ဝတ္ထုကောင်တစ်ပုတ်ရသွားနိုင်တယ်လို့ပြီးတော့ဟောဒီရှင်နွေးကင်းအောင်လေးနဲ့ဒီမှုဟာဘယ်နည်းဘယ်ပုံဆက်ဆက်နေတယ်ဆိုတော့ကိုပါသိရရင် IP အနေနဲ့ပိုးလို့တော့အံ့ဩရအောင်ပဲဒါပေမဲ့တခုတော့ရှိတယ် IP လုံးလုံးစင်မှာတော့အဲ့ဒီမုတ်စိတ်ပြူဓာသမာနှစ်ဦးအမှုကြောင့်ဘသူ့ကိုမှအတိမပေးဖို့မှာပြရစီဗျာအထူးသဖြင့်ဟောဒီရှင်နွေးဦးလေးကျုပ်စီမှာရှိတယ်ဆိုတော့ကိုလေနှုတ်လုံစေခြင်းနဲ့ကျုပ်ကတော့ IP ကိုယုံကြည်ပြီးသားပါတကယ်လို့ဒီအကြောင်းနဲ့ပတ်သက်လို့ဝတ္ထုလေးပါလေးရေးချင်နေဆိုရင်လေစောစောက IP ပြောခဲ့တယ်လို့အလောက်ကပင်စင်ယူပြီးမှရေးပေါ်ဗျာအဲ့ဒီအချိန်ကျရင်တော့စိတ်ချရပါပြီလို့စာပလင်နှင်းမောင်ကပြောပါတယ်အိုင်စီကိုနှင်းမောင်ဒီလောက်တောင်မဲလားဗျလောလောဆယ်ဒီမှုအကြောင်းဒီပြင်လူတွေသိကုန်ကြရင်ဘလို့များဖြစ်နိုင်လို့လဲပြီးတော့ဟောဒီရှင်နွေးဦးလေးကဘလောက်များမှုအတွက်အရေးကြီးနေလို့လဲဗျာလို့ကျွန်ုပ်ကမေးလိုက်ရစာပလင်နှင်းမောင်ကမေးလေမေးလောက်ပါတယ် IPကျုပ်ပြောပြပါမယ် IP ကိုပြောပြခြင်းလို့လေဟောဒီရင်နွေးခရအောင်လေးကိုဒီနေ့ထုတ်ပြီး IP ကိုရင်နွေးချမ်းထည့်တိုက်တာပေါ့ကျုပ်စီမှာရှိနေတာကြာပြီဒါပေမဲ့ဟောဒီကျွန်းတက်တာကြီးထဲမှာပဲထည့်ပြီးတင်ထားခဲ့တယ်တကယ်ကိုအဖိုးတန်ပြီးတကယ်ကိုလက်ရမြောက်တဲ့ရင်နွေးခရအောင်လေးတစ်လုံးဖြစ်တယ်လို့တကယ်ကိုကြောက်စရာကောင်းလောက်အောင်အန်ဒီရများတဲ့ရင်နွေးအိုးလေးပဲဗျဒီလောက်တောင်မင်းလားဗျဒီရင်နွေးခရအောင်လေးကလက်ရမြောက်ပြီးလှတာတော့ကြောက်မြင်ပါပဲဒါပေမဲ့ဘလောက်တောင်များကြောက်စရာကောင်းလောက်အန်ဒီရများလို့လဲဗျကိုနေမောင်တိတ်တမ်းမှုရှိပြီးတိတ်အန်ဒီရများတဲ့ရှင်နွေးကြအောင်လေးပေါ့ဗျာကျုပ်စီမှာရှင်နွေးကြအောင်လေးရှိမှန်းတည်သွားလို့ရှင်ငွေ10သိန်းလောက်နဲ့ဝယ်ဖို့လက်မတွန့်ကြသလိုကျုပ်တမကောက်ကျုံနဲ့အတူတဆွေလုံးတစ်မျိုးလုံးကိုတက်ပြီးယူကြဖို့လေလက်မတွန့်ကြဘူးလို့ပြောရမှာပဲအိုင်ပြီခမရတော့ဇက်ကြောင်းမသိသေးတော့ကျုပ်စကားကိုယုံဖို့ခက်နေလိမ့်မယ်ဒီတော့ဟောဒီခမရလက်ထက်ကင်ထားတဲ့မုတ်စိတ်ပြူဓာသမားတို့အမှုကြီးကိုမဖတ်ခင်မှာပဲအေးစစ်ဖတ်ပြီးတော့အထဲမှာတော့အသေးစိတ်ရေးထားတယ်လို့စာပလင်နှင်းမောင်ကပြောလိုက်လေရာကျွန်ုပ်ဒီလွန်စွာမှသိကျင်နေပြီဖြစ်သောကြောင့်အေးဗျာအကျဉ်းပဲပြောအကျဲပဲပြောကျုပ်ကတော့တိတ်စိတ်ဝင်စားပြီးတိတ်နားထောင်ခြင်းနေပြီပြို့ကျန်တော်တော့အင်းကြားမှာပဲအေးစစ်ဖတ်မယ်အဲ့ဒီလိုပြောလိုက်ပါတယ်ထိုကစာပလင်နှင်းမောင်ကဂလေးစီယာရေခဲတောင်စီကရက်တလိပ်ကိုထုတ်ကမင်းကြီးရှိုက်ဖွာလိုက်ပြီးလင်အောက်တွင်ဖော်ပြလက်တန်သောမုတ်စိတ်ပြူဓာသမားတို့အကြောင်းကိုပြောပြလေတော့သည်တနေ့တနိုင်စာပလင်နှင်းမောင်နှင့်လုံစော်မခေမင်းရင်းနှီးလာသောရန်ကုန်နောက်ပိုင်းတွင်နေထိုင်သည့်
ကိုမောင်မောင်ဆိုသူသည်စားပလင်းနေမောင်နေထိုင်သောအမတ်295ဘိုးလင်းလန်းယခုပညာတလလန်းနေရင်သို့ရေးကြီးတုတ်ပြရောက်ရှိ၍လာပါတယ်။၎င်းကိုမောင်မောင်ဆိုသူမှာတရုတ်မြန်မာကပြားတူဖြစ်တော်လေပြည်ကြီးပေါက်တရုတ်များလက်မြောက်လောက်အောင်ပင်တရုတ်စာနှင့်တရုတ်စကားများကိုကျွမ်းကျင်လာသူတူဖြစ်ပါတယ်။၎င်းသည်ရှမ်းပြည်နယ်မှာလက်ဖက်ချောက်များကိုဝယ်ယူပြီးလင်ရန်ကုန်မြို့တော်မှတဆင့်အခြားသောမြို့များသို့ပြန်လည်ရောင်းချသောစီးပွားဖြစ်နေသောလက်ဖက်ချောက်ကုန်သည်တူဖြစ်တော်လေကိုမောင်မောင်၏ဝါသနာအစစ်မှန်မှမူရောက်လျာမြို့များတွင်ရှေးအောင်ပစ္စည်းများကိုလိုက်လံရှာဖွေဝယ်ယူစုဆောင်းခြင်းပင်ဖြစ်ပါတယ်။ထို့ကြောင့်လည်းကျူရီယိုဆိုင်များသို့မကြာခဏသွားရောက်ကရှေးအောင်ပစ္စည်းများကိုကြည့်၍တရေယူတတ်သောကျွန်ုပ်၏မိတ်ဆွေကြီးစာပလင်နှင်းမောင်နှင့်၎င်းကိုမောင်မောင်ဆိုသူတို့တွေ့ဆုံရင်းနှီးခဲ့ကြခြင်းမှာတဘာဝကျလာပေသည်ဘလို့ဖြစ်လာလဲကိုမောင်မောင်ခမကြည့်ရတာရေးကြီးတုတ်ပြန်နဲ့ဘာကိစ္စများအကြောင်းထူးရှိလို့လဲဗျစာပလင်နှင်းမောင်ကမေးလိုက်ရာကိုမောင်မောင်သည်လက်ကင်ဖွာကိုထုတ်ကမျက်နှာပေါ်မှာချွေးများကိုတုပ်လိုက်ပြီးလေအကြောင်းထူးကတော့မပြောနေဘူးတိတ်အကြောင်းထူးလာကြီးပေါ့ဗျာထိုအခါစာပလင်းနှင်းမောင်ကဘလို့အကြောင်းများလဲဗျခမနဲ့ကျုပ်ပေါင်းလာတာအတော်ကြာပြီပဲကိုမောင်မောင်ခမကြောင့်ကျုပ်အသီးဆုံးမှာဘယ်ပြဿနာကိုမှရေးကြီးခွင်ကျဲတဲပြီးမလုပ်တတ်တဲ့ခမလိုလူမျိုးကဒီတခါတော့မျက်စိမျက်နှာပြက်ဖြစ်ရလာအောင်ဖြစ်နေလေတော့အကြောင်းထူးတာမှတော်တော်ထူးမယ်ဆိုတော့ကျုပ်အနေနဲ့တွက်မိပါတယ်ဗျာကဲစိတ်ရေးသာပြောပြီးတော့ကိုမောင်မောင်ကျုံအနေနဲ့အကြံကောင်းညံကောင်းလေးများပေးနိုင်ရင်လေပေးရတာပေါ့ဗျာဒီနေ့9နာရီမှာပန်းဆိုရန်ဂျူဖိုးကြီးတူရဲ့တိုက်ခန်းမှာရှင်းအောင်ပစ္စည်းလေးလံပွဲလေးတစ်ခုရှိတယ်သတင်းစာထဲမှာတော့ထည့်ပြီးမကြော်ညာဘူးဗျကျုပ်တို့လူရှင်းအောင်ပစ္စည်းတွေရှာဖွေတဲ့မုတ်ဆိုးကျန်းသာသိနိုင်တဲ့ချိန်ဝိုင်းလေးလံပွဲပဲအဲ့ဒီကိုကျုပ်တို့သွားကြည့်အောင်ခမလိုက်မယ်မဟုတ်လားလိုက်မှလည်းဖြစ်မယ်ကိုနေမောင်ကျုပ်ဖို့တော့တိတ်ရေးကြီးတယ်ဘလို့ဖြစ်တာလဲကိုမောင်မောင်ရှင်းအောင်ပစ္စည်းလေးလံပွဲကိုခမနဲ့တူကျုပ်လိုက်ခဲ့ဘူးပေါင်းများပါပြီဗျာဒီတစ်ခါမှရေးကြီးခွင်ကျဲလုပ်ပြီးဘာကြောင့်ပြောနေရတာလဲအရှင်တော့ကလေးလံပွဲတွေကတစ်မျိုးခုလေးလံပွဲကတစ်မျိုးမို့လို့ပေါ့ဗျာအရှင်တော့ကလေးလံပွဲတွေဆိုရင်ကျုပ်ဖို့ဒီလောက်စိတ်မလို့ရှားဘူးဗျဒီနေ့လေးလံပွဲကတော့ကျုပ်ဖို့စိတ်လို့ရှားလိုက်တာမပြောပါနဲ့တော့ဗျာတညာလုံးတော့အိတ်မပြောဒီလိုဗျကျုပ်အနည်းနဲ့လာလိုက်ရှာနေတဲ့ရှင်းအောင်ရင်နွေးကြောက်လေးတစ်လုံးဒီနေ့လေးလံပွဲမှာဈေးပြိုင်ခေါ်ပြီးရောင်းလိုက်မယ်ဒီတော့အဲ့ဒီရင်နွေးကြောက်လေးကိုကျုပ်ရအောင်ဝယ်ရလိမ့်မယ်ဗျအဲ့ဒါကိုမရလို့တော့မဖြစ်ဘူးမရရအောင်ဝယ်မှဖြစ်မယ်ဈေးခေါ်ရင်ကျုပ်တက်ဈေးပို့ပေးမဲ့လူတွေလည်းရှိမှကျင်းသေးတယ်ဒါမဲ့ကျုပ်ကတော့ကျုပ်ပိုင်နဲ့စီးစိမ်အပြုတ်ခံပြီးဝယ်ရမှာပဲမန္တလေးကကျုပ်အမွေရထားတဲ့တိုက်တလုံးရဲ့ပြီးတော့ကျုပ်ခုနေနေတဲ့တိုက်ရဲ့ရောင်းပြီးဝယ်ရင်တော့ကျုပ်ကတော့လက်မတွန့်ဘူးဗျရှိသမျှပစ္စည်းကုန်လို့လမ်းပေါ်ရောက်သွားပါစီဗျာဒီရင်နွေးခရအောင်လေးကိုတော့အလွတ်မခံနိုင်ပါဘူးထိုအခါစားပလင်းနေမောင်ကကျုပ်လည်းရှင်းအောင်ပစ္စည်းကိုဝယ်တာဝါသနာပါပါတယ်ဗျာတန်မိုးလဲနားလေပိုင်းဒါမဲ့ခမည်းရှင်နွေဦးလေးကဒီလောက်တောင်မလားဗျာဒီလောက်တောင်မကဘူးဗျို့ခမည်းကိုအဲ့ဒီရှင်နွေးကင်းအောင်လေးရဲ့ရာဇဝင်ကိုပြောပြလိုက်ရင်ကျုပ်ပိုင်တဲ့ပစ္စည်းအားလုံးနဲ့မကောက်ကျုပ်တက်နဲ့လဲပြီးဝယ်ပါလို့တိုက်တွန်းမှာပဲကိုနေမောင်ကဲလေးလံပွဲကြမှာပဲအဲ့ဒီအကြောင်းပြောပြတော့မယ်အချိန်သိမ့်မရှိတော့ဘူးသွားကြရအောင်ဗျာကိုမောင်မောင်ကပြောလိုက်ရာကျွန်တော်ဤမိတ်ဆွေကြီးစားပလင်းနေမောင်လေးကိုမောင်မောင်ဆိုတော့ရှင်းအောင်ပစ္စည်းဝါသနာအိုးကြီးနဲ့အတူလေးလံပွဲတော်မဆိုင်မတော့လိုက်၍သွားပါတော့တယ်ကျွန်တော်ဤမိတ်ဆွေကြီးစားပလင်းနေမောင်နဲ့ကိုမောင်မောင်တို့တို့သည်ပန်းဆိုရန်လမ်း၌ရှိသောဂျူးဖိုးကြီးတိုက်ခန်းသို့ရောက်သောအခါရှင်းအောင်ပစ္စည်းလေးလံပွဲမှာစတင်နေပြီဖြစ်လေ၏၎င်းလေးလံပွဲသို့ရောက်ရှိလာကြသူများစုမှာ BOC မှမျက်နှာဖြူအရာရှိကြီးများနဲ့တရုတ်ကုန်သည်ကြီးများသာဖြစ်ပါတယ်မြန်မာလူမျိုးဆို၍4-5-6ယောက်များသာရှိပါတယ်ရှင်းအောင်ပစ္စည်းတွေရောင်းတဲ့လေးလံပွဲတို့ကျူရီယိုဆိုင်တို့မှာမြန်မာလူမျိုးတွေကိုတော်တော်တွေ့ရခဲ့တယ်ဗျအင်္ဂလိပ်မျက်နှာဖြူတွေပဲအဲ့ဒါတွေကိုစိတ်ဝင်စားကြတယ်ကျုပ်တို့မြန်မာလူမျိုးတွေဟာရှင်းအောင်ပစ္စည်းတွေကိုတဲပြီးမခုံမင်ကြဘူးထင်တယ်ဗျာကိုမောင်မောင်ကစာပလင်နှင်းမောင်ကပြောလိုက်ပါတယ်ထိုအခါစာပလင်နှင်းမောင်ကရှင်းအောင်ပစ္စည်းတွေကိုမျက်နှိုးထိမ့်သိမ့်တတ်တဲ့စိတ်ဓာတ်ဟာကောင်းတဲ့စိတ်ဓာတ်ပဲဗျာအဲ့ဒီစိတ်ဓာတ်မျိုးဟာတိုင်းပြည်နဲ့လူမျိုးအစဉ်တန်းပေါ်လဲမူတည်တယ်အခုတော့ကျုပ်တို့တိုင်းပြည်ဟာသူများလက်အောက်ရောက်နေတော့ကိုယ်နိုင်ငံကိုလူမျိုးပိုင်းနဲ့ရှင်းအောင်ပစ္စည်းတွေကိုတော့တန်မိုးမထားတတ်ကြပဲဖြစ်နေရပေါ့ဗျာအဲ့လိုဖြစ်နေအောင်လေမျက်နှာဖြူတွေကလှုပ်ထားတာပဲကိုမောင်မောင်ထိုအချိန်၌ဂျူးဖိုးကြီးသည်ကျွန်းသစ်ဓာကြီးတစ်လုံးအတွင်းမှရှင်းအောင်ပစ္စည်းများကိုတစ်ခုပြီးတစ်ခုထုတ်ကလေးလံတင်ဆောက်၍ရောင်းပါတယ်ဝယ်သူများကလည်းသူ့ထံကဈေးပြိုင်ပေး၍ဝယ်ယူကြပါတယ်မြင်ရတဲ့ပစ္စည်းတွေကတော့မမောစရာတွေကြီးပါပဲဗျာဒါပေမဲ့ကျုပ်လူချင်းနဲ့ရင်းနှွေးခရအောင်လေးလောက်တော့မမောစရာမကောင်းပါဘူးကျုပ်ထင်တော့ဒီဂျူဂျီခရအောင်လေးကို
နောက်ဆုံးမှထုတ်ပြလိုက်မယ်ထင်တယ်။အဲ့ဒီခါကျရင်ဈေးကိုဘယ်လောက်စခေါ်မလဲမသိဘူး။ကျုပ်ထက်ဈေးအစမတန်ပေးပြီးဝယ်မဲ့သူမရှိပါစေနဲ့။စူတောင်းနေရတာပဲဗျာ။ကိုမောင်မောင်ကညီးတွား၍ပြောဆိုနေပါလေ။စားပလင်းနဲ့မောင်သည်ညီးတို့မြပြန်၍မပြောပဲရေခဲတောင်စီးကရက်ကိုသာရှိုက်ဖွာလျက်ဈေးပြိုင်ခေါ်၍ရောင်းချနေသောလေးလံပစ္စည်းများကိုစိတ်ပါဝင်စားစွာဖြင့်ကြည့်၍နေပါတယ်။ဂျူးဖိုးကြီးလေးလံပစ္စည်းများမှာလွန်စွာမှစိတ်ဝင်စားဖွယ်ကောင်းလာသောရှေးအောင်ပစ္စည်းရှာရှာပါပါများသာဖြစ်ပါတယ်။ထို့ပြင်၎င်းပစ္စည်းများ၏နောက်ကျောင်းရာဆိုရင်ကိုပါဂျူးဖိုးကြီးကအင်္ဂလိပ်ဘာသာစကားဖြင့်ပြောဆိုရှင်းလင်းပြသည်ဖြစ်ရာပို၍စိတ်ဝင်စားဖွယ်ကောင်းလာပါတယ်။ယခုလေးလံပွဲကိုကြွရောက်ချီးမြှင့်ကြတဲ့ဂုံတီရရှိလူကြီးလူကောင်းများခမညာ။အခုနောက်ဆုံးလေးလံတင်ရောင်းချမဲ့ရှေးအောင်ပစ္စည်းကတော့လူကြီးမင်းတို့အားလုံးစိတ်ဝင်စားမဲ့ပစ္စည်းဖြစ်ပါတယ်။ဂျူးဖိုးကြီးကအတန်အောကြီးဖြင့်ပြောလိုက်နေရလေးလံပွဲလေးမှာပို၍လှုပ်လှုပ်ရှားရှားဖြစ်သွားပါတော့တယ်။ကိုနေမောင်ကျုပ်ဆောင်နေတဲ့ခရီးဦးလေးကိုမြင်ရတော့မယ်ဗျို့။ဈေးတွေမတန်မဆမဖြစ်ပါစေနဲ့လို့ဆုတောင်းရတာပဲဗျာ။ကိုမောင်မောင်ကပြောလိုက်လေရစားပလင်းနဲ့မောင်ကကျုပ်ထင်တော့ဈေးတက်ပေးကြလိမ့်မယ်ထင်တယ်။ခမားလူပဲဒီခရီးဦးလေးကိုဝယ်ဖို့လာကြတဲ့လူကညားပုံရတယ်။ထို့အခါကိုမောင်မောင်ကဟုတ်တယ်ဗျ။အဲ့ဒီခရီးဦးလေးကြောင့်လေးလံပွဲမစားခင်တလားတွေကသတင်းထွက်နေတော့ကျုပ်တို့လူရှင်းအောင်ပစ္စည်းမုံဆိုးတွေအနေနဲ့ကစုပြုံရောက်လာတာပေါ့ဗျာဒါပေမဲ့ဘာဖြစ်ဖြစ်ကျုပ်ကတော့ရအောင်ဝယ်ယူရမှာပဲထိုအချိန်တိုင်းဂျူးဖိုးကြီးသည်ကျွန်းတစ်တာကြီးတွင်မှကြီးသောကလောက်ကြီးနှင့်ခန့်၍ထားသောတန်တစ်တာကလေးတစ်လုံးကိုထုတ်ယူ၍စပွဲပေါ်တင်လိုက်လျာမိဟုရင်းနှင့်ဖြန်းလိုက်သည်လားလှုပ်လှုပ်ရှားရှားဖြစ်နေသောသူများမှာရုတ်တရက်ငြိမ်သက်၍သွားလေတော့သည်စောစောကကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲဟောဒီတန်တစ်တာလေးမှာထည့်ပြီးလုံလုံခြုံခြုံထားရတဲ့ပစ္စည်းကလူကြီးမင်းတို့အနေနဲ့တသက်တခါကြုံတောင့်ကြုံခဲတွေ့ရခဲ့တဲ့ပစ္စည်းပါပဲဘလောက်တန်မိုးရှိမယ်ဘလို့ဈေးမျိုးပေးတယ်နဲ့ဆိုတာကတော့လူကြီးမတို့ပို့ပြီးနားလည်ကြပါလေလို့ပြောကဂျူးဖိုးကြီးကကြီးသောကလောက်ကိုဖွင့်ကတန်တစ်တာကလေးအတွင်းမှာဂတိပါအိတ်ရှုံကလေးတစ်ခုကိုဆွဲထုတ်လိုက်ပါတယ်ထို့နောက်ဂတိပါအိတ်ရှုံကလေးတွဲမှာကျွေခရအိုးလေးတစ်လုံးကိုထုတ်၍စပွဲပေါ်သို့တင်လိုက်ရာအခန်းတွဲရှိလူများမှာဆူဆူညံညံလှုပ်လှုပ်ရှားရှားဖြစ်၍သွားပါတယ်မိမိတို့အချင်းချင်းပြောဆိုညှင်းခုန်နေကြသောစကားသံများမှာတစ်ခါလုံးဆူညံနေလေတော့၏ရုတ်တရက်ကြည့်လိုက်မိဆိုပါက၎င်းရှင်နွေးခရအောင်လေးမှာချယ်ရီကိုင်းအဆွေးကြီးတစ်ခုနဲ့လွန်စွာတူလာပေတယ်လွန်စွာမှလက်ရမြောက်လာသောရှင်ဟောင်ပစ္စည်းတစ်ခုပင်ဖြစ်ပါတယ်လူကြီးမင်းတို့မြင်တဲ့အတိုင်းပါပဲဟောဒီကင်းဟောင်းလေးဟာဘလောက်လက်ရမြောက်ပြီးဘလောက်လှပတယ်ဆိုတာတော့ကျွန်တော်မပြောတော့ပါဘူးသူ့ရဲ့ရာဇဝင်အကြောင်းနဲ့ပိုင်ရှင်ဆက်ဆက်ပြောင်းလဲဆက်ခံခဲ့တဲ့အချက်လက်မှတ်တမ်းကိုလည်းပြည့်ပြည့်စုံစုံရေးထားတာရှိပါတယ်။အကြမ်းမြင်ပြောရရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း2100ကျော်လောက်ကတရုတ်ပြည်ဟန်မင်းဆက်ကမင်းကြီးမင်းသားတစ်ပါးစိတ်ကူးကောင်းကောင်းနဲ့လုပ်ပြီးသူကိုယ်တိုင်သုံးဆောင်ခဲ့တဲ့ကင်းဟောင်းလေးပါပဲ။ဒါဆိုရင်လူကြီးမင်းတို့အနေနဲ့ဘယ်လိုတန်ဖိုးမျိုးပေးတဲ့နဲ့ဆိုတာကိုနားလည်လောက်ပါပြီ။ဒါကြောင့်အခုချိန်ကစပြီးဈေးခေါ်ပေးစီကြမှာတယ်။ဂျူးဖိုးကြီးကအတန်အောကြီးဖြင့်ပြောလိုက်လေရာကိုမောင်မောင်တီထိုင်နေရမှရုတ်တရက်စက္ကနဲထား၍ရက်လိုက်ပြီးနောက်ကျုံ2000ပေးမယ်လို့စတင်ဈေးပေးလိုက်ပါတယ်။ထိုကအခန်းတောင်တနေရာမှာ3000ပေးမယ်ဟုသောအတန်ကိုကြားလိုက်ရာစားပလင်းနဲ့မောင်သည်အတန်လာရာဘက်သို့မတိမတာငဲဆောင်၍ကြည့်လိုက်ပါတယ်။ထိုအခါမုတ်စိတ်ဖြူနှင့်တရုတ်ဖိုးကြီးတို့သည်ဝါရတောင်ကလေးများကိုတစ်ဖြက်ဖြက်ခက်ကမတ်တရက်လျက်ရှိနေသည်ကိုတွေ့ရပါတယ်။၎င်းတို့နှုတ်ဦးနှံမှတဦးသောတရုတ်ကြီးက3000ပေးမယ်ဟုမြမတန်ပီပီတတ်တာကြီးဖြင့်အော်ပြောလိုက်ခြင်းဖြစ်ပါတယ်။ထိုအခါ၌ကိုမောင်မောင်သည်မိမိထက်ဈေးပိုပေးနေသူကိုလက်၍မြမကြည့်တော့ပဲကျုပ်က4000ပေးမယ်လို့ထပ်၍ဈေးတိုးပေးလိုက်ပါတယ်ထိုအခါ9000ဟုသောအတန်တီအခန်းတောင်တနေရာမှထွက်၍လာပြန်ပါတယ်ကိုမောင်မောင်သည်အိတ်ကအတွင်းမှလက်ကင်ဘွားကိုထုတ်ကမျက်နှာပေါ်မှာချွေးများကိုတုပ်လိုက်ပြီးလင်6000ဟုဈေးတိုး၍ပေးပြန်ပါတယ်ထိုအခါတရုတ်ဘိုးကြီးနှုတ်စလုံးက9000ပေးမယ်လို့တန်ပြိုင်အောင်၍ပြောလိုက်ပါတယ်ကိုမောင်မောင်ကလည်းအားကြမခံ8000ဟုဈေးတိုး၍ပေးရပြန်ပါတယ်ဤသို့နှင့်ပင်ကိုမောင်မောင်နှင့်တရုတ်အဖိုးကြီးတို့သည်ဘားရပြန်ကြားရပြန်ဈေးတက်၍ပေးနေကြလျာလေလံပွဲရှိလူအားလုံးမှာ၎င်းတို့ကိုသာစိတ်ဝင်စား၍ဖြစ်နေကြပါတယ်။တဖြည်းဖြည်းနဲ့ကင်းအောင်အိုးလေးရဲ့တန်ဖိုးမှာအစမတန်များ၍လာပါတော့တယ်။နောက်ဆုံး၌16000ဟုကိုမောင်မောင်ကဈေးတိုး၍ပေးလိုက်ရာအခန်းတောင်တွင်ရက်နေကြသောမုတ်စိတ်ပြူတရုတ်အဖိုးကြီးတို့ကထပ်မံ၍ဈေးတိုးမပေးတော့ပဲခေါင်းချင်းဆိုင်၍တိုးတိုးနှင့်ပြောဆိုတိုင်ပင်နေကြပါတယ်။ထို့နောက်၎င်းတို့သည်ဝါရတောင်ကလေးများကိုခတ်ကာလေးလံပွဲမှထွက်၍သွားကြပါတော့တယ်။ထိုအခါဈေးပြိုင်မရှိသောကြောင့်ကိုမောင်မောင်သည်ကရောင်းကလေးကိုငွေ16000နဲ့ဝယ်ယူရပါတယ်
တို့ရတွင်ကိုမောင်မောင်မူကအာယာလန်တီပေါက်တဲ့ကဲ့သို့ဝမ်းသာတလဲပြည့်၍နေပါတယ်။လေလံပွဲပြီး၍ပြန်လာကြသောအခါ၌လေကိုမောင်မောင်သည်ရင်နွေးခင်းအောင်လေးကိုထည့်၍လာသောကတိပါအိတ်ရှုံကလေးကိုရင်ခွင်ထဲ၌ပိုက်ပြီးလင်ကစားစရာအသေးရလာသောကလေးငယ်တစ်ယောက်ကဲ့သို့ပျော်ရွှင်မြူးတူးနေပါလေ။တကယ်ပါပဲဗျာ။ကျုပ်ဖြင့်ရင်တထိတ်ထိတ်နဲ့ဒီရင်နွေးခင်းအားလေးကိုဒီဈေးလောက်နဲ့မှရပါမလားဗျာလို့စိုးရင်လိုက်ရတာမပြောပါနဲ့တော့။ဟိုလူတွေကနောက်ဆုတ်သွားကြပြီလို့သာပေါ့ဗျာ။နှုတ်မို့ဆိုရင်ဒီထက်မကဈေးတက်ပြီးပေးနေအောင်မယ်လို့ကိုမောင်မောင်ကပြောလိုက်ပါတယ်။ထိုအခါစားပလင်းနှင်းမောင်ကခမ ्या နဲ့ဈေးပြိုင်ပေးနေတဲ့လူတွေကဘသူတွေလဲဆိုတာကိုရောခမ ्या တတိထားမိလိုက်ရင်လားကိုမောင်မောင်ဟင်းကျုပ်ဖြင့်ဘသူတွေမှန်းတော့တတိမထားမိလိုက်ပါဘူးဗျာ။ဒါပေမဲ့ဒီလူတွေလဲကျုပ်လိုပဲဒီရင်နွေးခင်းအောင်လေးရဲ့တန်မိုးကိုနားလည်တဲ့လူတွေပဲဖြစ်မှာပေါ့။မဟုတ်သေးဘူးကိုမောင်မောင်ကျုပ်စိတ်ထဲမှာသူတို့ကိုကြည့်ရတာတမျိုးပဲဗျ။ဘာဖြစ်လို့လဲကိုနှင်းမောင်ခမ ्या ဘာမှမသိငါစရာတွေးလိုက်လို့လေဘာမှမမြင်ပါဘူးဗျာ။ဒါပေမဲ့ကျုပ်စိတ်ထဲမှာတော့အဲ့ဒီမုတ်စိတ်ဖြူနဲ့တရုတ်အဖိုးကြီးနှစ်ယောက်ကိုကြည့်ရတာတမျိုးပဲခမ ्या အခုရလာတဲ့ရှင်နွေးကင်းအောင်လေးကိုမရရတဲ့နီးနဲ့ရအောင်ပြန်ယူကြမယ်ပုံပဲကျုပ်တတိပေးချင်တာကတော့အဲ့ဒီရှင်နွေးကင်းအောင်လေးကိုလုံလုံကြုံကြုံနေရာမှာတင်ထားဖို့အကြံပေးချင်နေပြန်လို့စားပလင်းနှင်းမောင်ကပြောလိုက်ပါတယ်ထို့နောက်၎င်းတို့နှစ်ဦးဟာချက်တီးထမင်းဆိုင်တစ်ခု၌ထမင်းဝင်၍စားကြပြီးလင်လမ်းခွဲ၍ပြန်လာကြပါတယ်နောက်တနေ့၌ကိုမောင်မောင်သည်စားပလင်းနှင်းမောင်နေထိုင်သောအမှတ်295ဘိုးလိန်လန်းယခုပညာတလလန်းနေရင်တို့ရေးကြီးတုတ်ပြနေရောက်ရှိလာပါတယ်ထိုအခါစားပလင်းနှင်းမောင်ကဘလို့ဖြစ်လာပြန်ပြီလဲကိုမောင်မောင်ဧကနာညခမရခန့်တခိုးဖောက်ပြီးနေတူတယ်ခရီးရောက်မဆိုင်ပြောလိုက်လေဟာကိုမောင်မောင်ကအစ်စ်ပေါ်ဗျာညကျုပ်လဲခရအောင်လေးကိုစိတ်ဆွဲပြီးတော်တော်နဲ့အိတ်မပြောဘူးဗျာခမရကတတိပေးလိုက်တော့ကျုပ်စိတ်ထဲမှာတထင့်ထင့်ဖြစ်နေတာကိုဗျဒါနဲ့နိုင်နှစ်ချက်ပြန်ထိုးလောက်မှချွတ်ချွတ်နဲ့ခြေတန်းကြလို့အိယာကထားပြီးအခန်းမီးကိုဖွင့်လိုက်တော့တခိုးလဲတုတ်ချေတင်ပြီးပြေးပါလေရောဗျာကျုပ်တင်တော့ဒီကောင်ကကျုပ်ရဲ့ရှင်နွေးကင်းအောင်လေးကိုလိုချင်လို့နေတူတယ်မဟုတ်မှလို့ရောခမားပြောတဲ့ဟိုတရုတ်အဖိုးကြီးနှစ်ယောက်လက်ချက်ပဲထင်တယ်သူတို့ကပတ်စံပေးပြီးကျုပ်စီဟာရှင်နွေးကင်းအောင်လေးကိုရောင်းတခိုးတယောက်ယောက်ကိုခိုးခိုင်းတာနဲ့တူတယ်နောက်ပြီးခမားကိုပြောစရာတခုကြံသေးတယ်ကျုပ်အိမ်ရောက်တော့အဲ့ဒီရင်နွေးကင်းအောင်လေးကိုတေးသေးချာချာကြည့်လိုက်တော့ဓာတ်တလက်စီကင်ပြီးရက်နေတဲ့မုတ်စိတ်ဖြူနဲ့တရုတ်ဓာတ်သမားနှစ်ယောက်ပုံအဖုံးပေါ်မှာရေးထားတယ်ဗျတိုက်တိုက်ဆိုင်ဆိုင်ဗျာကျုံနဲ့လီလန်အပြိုင်ဆွဲခဲ့တဲ့တရုတ်အဖိုးကြီးနှစ်ယောက်ကလည်းမုတ်စိတ်ဖြူနေဆိုတော့ကျုံအနေနဲ့တော်တော်လေးအံ့ဩမိတယ်ဗျထိုအခါစားပလင်းနှင်းမောင်ကဒီလောက်နဲ့လက်လျှော်သွားလိမ့်မယ်မထင်တဲ့ကိုမောင်မောင်သူတို့ကလွယ်လွယ်နဲ့လက်လျှော်သွားကြမယ်ပုံတော့မပေါ့တနည်းနဲ့မရရင်တနည်းနဲ့ရအောင်ယူကြလိမ့်မယ်နောက်ပြီးကျုပ်ထင်တော့အဲ့ဒီရင်နွေးကင်းအောင်လေးဟာရှင်ဟောင်ပစ္စည်းတစ်ခုအနေနဲ့နေမကောင်းမသိတဲ့လျှို့ဝှက်ချက်တစ်ခုတော့ရှိနေလိမ့်မယ်ဟုတ်လိမ့်မယ်ကိုနှင်းမောင်ကျုပ်စိတ်ထဲမှာလည်းအဲ့ဒီလိုပဲထင်နေတယ်ဒါကြောင့်ခမားစီပြေးပြီးအကျိုးအကြောင်းလာပြောရတာပေါ့ဒီရဲ့အတွင်းမှာတော့တတိဝရိယနဲ့နေပေါ့ဗျာတတိဆိုတာပိုတယ်လို့မရှိပါဘူးတခုခုအရေးတကြီးဖြစ်ရင်တော့ကျုံနဲ့ချက်ချင်းဆက်သွယ်ပါအဲ့ဒါကိုတော့တတိမမေ့ပါနဲ့ကိုမောင်မောင်အေးဗျာကျုံမှာအားကိုးစရာဆိုလို့ခမားတယောက်တည်းပဲရှိပါလေအကြောင်းထူးရှိရနဲ့ပြေးလာပါမယ်ကျုပ်ကတော့ဒီရင်တွေးကင်းအောင်လေးဂျုံမွေတော့မယ်နဲ့တူတယ်ဗျဒီလောက်တောင်လည်းမဖြစ်တန်ကောင်းပါဘူးဗျာပြီးတော့ကျုပ်တယောက်လုံးရှိပါသေးတယ်ထိုကကြမှာပင်ကိုမောင်မောင်သည်စိတ်အေး၍သွားပါတော့တယ်ထို့နောက်ကိုမောင်မောင်သည်၎င်းတန်တွင်ရှိနေသောရင်နွေးကြောင်လေးအကြောင်းကိုအမျိုးမျိုးချီးမွမ်းကမ်းဖွင့်၍ပြောဆိုပြီးလင်ညနေဆောင်မှအိမ်သို့ပြန်သွားပါတော့တယ်ထိုကစားပလင်းနှင်းမောင်သည်ရေခဲတောင်တစိမ့်စီးကရက်ကိုဖွာ၍မျက်စိကိုမှိတ်၍တစုံတရာကိုအလေးနဲ့စဉ်းစားနေပါတယ်၎င်းစဉ်းစားနေသည့်အကြောင်းအရာများကမုတ်စိတ်ဖြူဓာသမားနှုတ်အကြောင်းပင်ဖြစ်တင်ရ၏တပတ်ခန့်ကြာသောခါ၌ကိုမောင်မောင်သည်စားပလင်းနှင်းမောင်နေထိုင်သောအမှတ်295ဘူလိန်လန်းနေသို့ရောက်ရှိလာပါတယ်ကိုမောင်မောင်သည်စားပလင်းနှင်းမောင်ကိုမြင်လင်းမြင်ချင်းကိုနှင်းမောင်ခမရလည်းနေနိုင်လိုက်တာဗျာကျုပ်စီကိုတခါတလီလေးတောင်ရောက်မလာနိုင်ဘူးကျုပ်ကတော့ရင်နွေးကင်းအောင်လေးဂျုံမွေလို့တော်တော်လေးကိုဒုက္ခရောက်နေပြီဗျာခမရပြည့်စုံရင်လည်းခံရမှာပဲဗျို့ကျုပ်လည်းဒီရက်အတွင်းမှာအရေးကြီးတဲ့အမှုလေးတွေရှိနေလို့အားရနေမရှိပါဘူးဗျာဒါနဲ့စိုးစမ်းမအောင်ကိုမောင်မောင်ရင်နွေးကင်းအောင်လေးဟာခမရကိုဘဲပုံဘဲနည်းများဒုက္ခပေးနေတယ်လေဆိုတာကိုအဲ့ဒီကင်းအောင်လေးရကြတဲ့ကျုပ်လည်းအိတ်ကောင်းခြင်းမအိတ်ရစားကောင်းခြင်းမစားရဖြစ်ပြီးအခုလိုလူမမာရုပ်ပေါက်သွားတာကိုသာကြည့်ပြီးတော့ဗျာပထမတစ်ခါကျုပ်အခန်းထဲကိုတခွန်းကဖောက်ပြီးအကျိုးအကြောင်းပြောခဲ့သေးရဲ့မဟုတ်လားကိုနေမောင်အဲ့ဒီတော့ခမရရအောင်ဒီကောင်ဒီလောက်နဲ့တော့လက်လျှော့အောင်မှာမဟုတ်ဘူး
ရင်နွေးခင်းအားလေးကိုမရရတဲ့နီးနဲ့ယူကြလိမ့်မယ်လို့ခမရတတိပေးခဲ့တယ်လေအစ်စ်ပေါ့ဗျာခမရပြောတဲ့အတိုင်းပဲဒီကောင်လေးကတော့ကျုပ်စီကရင်နွေးခင်းအားလေးကိုမရရတဲ့နီးနဲ့ယူကြလိမ့်မယ်ပုံပဲပြို့ခမရစီကိုလာပြီးတဲ့နောက်ပိုင်းတရက်ဒီမှာကျုပ်ခန့်ကို2ချိန်အောင်ထပ်ပြီးတခိုးဖောက်ခံရသေးတယ်ကျုပ်လည်းအဲ့ဒါကြောင့်အပြင်ကိုလည်းမထွက်ရဲအိတ်တော်လေးရဲရဲမအိတ်ရဲပဲကြီးလန့်စားစားဖြစ်နေတာပေါ့ဗျာကျုပ်စီကရင်နွေးခင်းအားလေးကိုမရမချင်းသူတို့လက်လျှော့မှာမဟုတ်ဘူးလို့တွေးမိရနဲ့ကျုံလေရင်နွေးကင်းအားလေးကိုလုံကျုံတဲ့နေရာမှာဝှက်ပြီးတတိဝရိယနဲ့နေရတာပေါ့ဗျာအဲ့ဒီလိုနဲ့မနေ့ကတော့စားလိုက်ကနေပြီးကျုပ်စီကိုစားတဆောင်ရောက်လာတယ်ဗျဟောဒီမှာကြည့်ပြီးတော့ကိုနင်းမ၎င်းဤလွယ်ထဲမှာစားတဆောင်ကိုထုတ်ရပြပါတယ်စားထဲတွင်ပါသောအကြောင်းအရာမှာအောက်ပါအတိုင်းဖြစ်ပါတယ်ရင်နွေးကင်းအားလေးကိုတို့ပြန်လို့ခြင်းနဲ့လာမယ့်စနေနေ့နနက်9:00 နာရီမှာရွှေတကုံဖျားတနင်္ဂနွေတောင်းကိုသွားပြီးစောင့်နေပါကျုပ်တက်ကိုနှမျောရင်ရင်နွေးကင်းအားဦးလေးကိုစက်ကူဘူးတစ်ခုထဲမှာထည့်ပြီးယူလာခဲ့ပါဒိုးစီကတယောက်လာယူမယ်မှားတဲ့အတိုင်းလိုက်နိုင်ရင်တဲ့အသက်ကိုချမ်းသာပေးမယ်မုတ်စိတ်ဖြူဓာသမားနဲ့ဦးစားပလင်းနှင်းမောင်သည်၎င်းစာကိုဖတ်ပြီးနောက်ဒီစာကိုကြည့်ရတာကျုပ်တို့နဲ့လီလံပွဲတော်ကတွေ့ကြတယ်မုတ်စိတ်ဖြူတရုတ်ဖိုးကြီးနှစ်ယောက်ရဲ့လက်ရည်မဖြစ်နိုင်ဘူးလက်ရည်လက်သားနဲ့စာရေးပုံကတော့မြန်မာလူမျိုးတွေကပဲဖြစ်လိမ့်မယ်အေးကနာတော့ဒီမုတ်စိတ်ဖြူကြီးနှစ်ယောက်ဟာခမားစီကကင်းအားဦးလေးကိုဖြစ်တဲ့အနေနဲ့ပြန်ယူဖို့လူမိုက်အုပ်စုတစုစုဒါမှမဟုတ်လူစိုးကိုင်းတစ်ခုခုကိုငှားထားကြပြီနဲ့တူတယ်။ကျုပ်ဘလို့လုပ်ရမယ်ဆိုတော့အကြံပေးပါအောင်ကိုနင်းမောင်။သူတို့လိုချင်အောင်မရရင်စာထဲမှာပါတဲ့အတိုင်းကျုပ်တက်ကိုရန်ရှာကြလိမ့်မယ်ထင်တယ်ဗျ။အစ်စ်ပေါ့ဗျာ။သူတို့ပြောတဲ့အတိုင်းရင်နွေးကင်းအောင်ကိုသွားမပေးရင်တော့ခမားတက်ကိုတကယ်ပဲအန်တရယ်ပြုတ်ကြလိမ့်မယ်ဗျ။အဲ့ဒီရင်နွေးကင်းအောင်လေးကိုရဖို့ဆိုရင်ခမားရဲ့အသက်တစ်ချောင်းနဲ့မကောက်ဘူး။အသက်ပေါင်းများစွာတော့တပ်ဖို့ဝင်လိမ့်မဲ့သူတွေမဟုတ်ဘူး။ဒါကြောင့်လေဒီရင်နွေးခင်းအားလေးကိုရအောင်ယူဖို့ထိုင်ဝမ်ကနေမြန်မာပြည်ကိုတကူးတကရောက်လာကြတာပေါ့ဗျာဒီတိုင်းဆိုရင်တော့ကျုပ်ထင်ထားတာတက်တောင်ပို့ပြီးအနေများနေပါပကောလားအဲ့ဒီမုတ်စိတ်ဖြူတရုတ်ဖိုးကြီးနှစ်ယောက်ဟာထိုင်ဝမ်ကလိုက်လာကြတယ်ဆိုတာတကယ်ပဲလားဗျနောက်ပြီးအဲ့ဒီအကြောင်းခမဘလို့လုပ်ပြီးသိနေရလဲကိုနင်းမောင်စာပလင်းနဲ့မောင်သည်ရေခဲတောင်စီကရက်တလိတ်ကိုထုတ်ခါမင်းကြီးရေရှိုက်ဖွာလိုက်ပြီးနောက်ကျုပ်ကအလုံးစုံစုံစမ်းထားပြီးပါပြီလေလံပွဲမှာကလေးကအဲ့ဒီမုတ်စိတ်ဖြူတရုတ်ဖိုးကြီးနှစ်ယောက်ကိုတဲပြီးမတင်ကားလာဘူးဗျနောက်တနေ့မှခမရရောက်လာပြီးညအခန်းထဲကိုတခိုးဖောက်ဝင်ပြီးရင်နွေးကြောင်လေးကိုရှာနေလို့ပြောတယ်မဟုတ်လားအဲ့ဒီမှာတင်ကိုမောင်မောင်တယောက်တော့ဒုက္ခတွေ့တော့မယ်လို့ကျုပ်ကတွက်လိုက်မိတယ်ဗျာပြီးတော့ရင်နွေးကြောင်လေးမှာမုတ်စိတ်ဖြူနဲ့ဓာသမားနှစ်ယောက်ရဲ့ပုံလဲပါသေးတယ်လို့ခမရပြောလိုက်တော့ကျုပ်ဖို့တော်တော်လေးစိတ်ဝင်စားသွားတယ်အဲ့ဒီပုံနဲ့လေလံပွဲမှာတွေ့တဲ့မုတ်စိတ်ဖြူတရုတ်အဖိုးကြီးလေလံပွဲမှာတွေ့ရတဲ့မုတ်စိတ်ဖြူတရုတ်အဖိုးကြီးနှစ်ယောက်နဲ့ဟာတနည်းမဟုတ်တနည်းဆက်ဆက်မှုရှိနေလိမ့်မယ်လို့ကျုပ်စိတ်ထဲမှာထင်နေတယ်။အဲဒါကြောင့်သူတို့နှစ်ယောက်နောက်ကိုခြေရာကောက်ပြီးလိုက်ဆုံဆန်းခဲ့တာပေါ့ဗျာ။ဟန်ချလိုက်တာကိုနင်းမောင်ကျုပ်ကတော့ခမ ्या ကိုနေနိုင်လိုက်လေခြင်းလို့အပြစ်တင်အောင်စောနေမိသေးတယ်။ခမ ्या မုတ်စိတ်ဖြူကြီးနှစ်ယောက်ကြောင်းအောင်စုံစမ်းထားပြီးမှာကိုအားကိုးပါတယ်ဗျာ။ကျုပ်မှအန်ဒီရယ်တွေအခုလိုဝိုင်းနေတော့ခမ ्या လိုလူပဲကူညီနိုင်မှာပါ။တခုတော့ရှိတယ်ကိုမောင်မောင်အနာသိမှဆေးရှိတယ်ဆိုတဲ့စကားကိုကြားဖို့မှာပေါ့ဗျာ။လူနာဆရာဝန်ကိုသူ့မှာခံစားနေတဲ့ဝေဒနာကိုတိတိကျကျဖွင့်ပြောရတယ်။ဒါမှဆရာဝန်ကယောဂရဲ့အနုယင်ကိုခွဲခြားလိုက်ရမှာပေါ့။အမှုတရားလည်းသူ့ရဲ့ရှင်းနေကိုအမှုအကြောင်းကိုမထိတ်မချန်ဖွင့်ပြောရတယ်။ဒါမှရှင်းနေရအမှုရဲ့အတိမ်နဲ့ကိုတွက်ဆလို့ရမှာပေါ့။အခုတော့ခမရဒီလိုမဟုတ်ဘူးကိုမောင်မောင်။ရင်နွေးကြီးဟာအိုးလေးနဲ့ပတ်သက်ဆက်နွယ်နေတဲ့အကြောင်းအရာတစ်ခုကိုသိပါလျက်နဲ့ကျုပ်ကိုဘာဖြစ်လို့ဖွင့်မပြောထားရလဲဗျာ။ထိုအခါကိုမောင်မောင်ကကျုပ်ကိုခွင့်လွှတ်ပါဗျာ။ရင်နွေးကင်းအောင်လေးဟာရှေးအောင်ပစ္စည်းတစ်ခုအနေနဲ့တန်ဖိုးရှိအောင်နဲ့မကသေးဘူး။ရတနာတိုက်လန်းညွန်မြေပုံတစ်ခုလေးဖြစ်တယ်ဆိုတော့အစာတွေကခမ ्या ကိုဖွင့်မပြောမိခဲ့တာတော့ကျုပ်ကိုလောဘကြီးတဲ့လူတယောက်လို့ခမ ्या အနေနဲ့ထင်သွားမှစိုးလို့ပါဗျ။ဒါပေမဲ့ကိုနှင်းမောင်လိုလူမျိုးဘဲကိစ္စမှာထိန်ချန်ကွယ်ဝတ်ထားလို့မရမှန်းတော့ကျုပ်သိပါတယ်။ပညာရှိတွေးကြည့်ပြေးကြည့်တာတည်းမှန်တယ်ဆိုတဲ့စကားလိုပဲခမ ्या တွေးလိုက်ရင်မှားတယ်ဆိုတာတခါမှမရှိသေးပါဘူးဗျာ။ဒါဒီလိုရှိတယ်ဗျ။အကြောင်းအရာတစ်ခုကိုသုံးသပ်ရင်မပူမလို့မတိုးမလျှော့စဉ်းစားချင့်ချိန်ရတယ်။ဒါမှအဖြေမှန်နဲ့နီးစပ်နိုင်တယ်။အခုရင်နွေးကင်းအောင်လေးကိစ္စမှလေဒီလိုပဲစဉ်းစားပြီးအဖြေထုတ်ကြည့်ရတာပေါ့ဗျာ။ကဲဒါထားပါအောင်။ခမ ्या ရဲ့ရင်နွေးကင်းအောင်လေးရှားဆိုရင်တစ်စိတ်လောက်ရှင်းပြစမ်းပါအောင်ဗျာ။ပြောပါမယ်ဗျာပြောပြပါမယ်။ဒီအချိန်ရောက်မှတော့ခမ ्या ကိုမပြောပြလို့လေမဖြစ်တော့ပါဘူး။ကျုံမှာဦးလေးတယောက်ရှိရဲ့ဗျ။ကျုံငငယ်ကလေးကသူ့နဲ့ကွဲသွားတာအခုချိန်ထိပြန်မတွေ့ရတော့ဘူး။သူကပထမကမ္ဘာစစ်တုန်းကအင်္ဂလိပ်စစ်တပ်ထဲဝင်ပြီးမက်ဆိုပိုတေးမီးယားစစ်မြေပြင်ကိုရောက်သွားတယ်။
အဲ့ဒီမှာခြေထောက်ကိုဒဏ်ရာရပြီးဆေးပင်စင်နဲ့စစ်တပ်ကထွက်လာရတယ်။ဒါပေမဲ့မြန်မာပြည်ကိုပြန်မလာပဲလန်ဒန်မြို့မှာကျူရီယိုဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးအခြေချနေခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကျုံနဲ့သူကလူချင်းမတွေ့ရပေမဲ့စာနဲ့တော့အဆက်အသွယ်ရခဲ့တယ်။သူလိုချင်တဲ့ရှင်းအောင်ပစ္စည်းလေးတွေကိုရှာပြီးသူ့စီကိုပို့ပေးရတယ်။အဲ့ဒီမှာတင်ကျုပ်လည်းရှင်းအောင်ပစ္စည်းစုဆောင်းတဲ့ဝါသနာဆွဲတော်တာပဲဗျာ။ဒါနဲ့တနေ့တော့ဦးလေးစီကကျုပ်စီကိုစာတစ်စောင်ရောက်လာခဲ့တယ်။တရုတ်ပြည်ဟန်မင်းဆက်လက်ထက်မှာအင်ရှိဆန်အမွာညီနောင်မင်းနှစ်ပါးရှိခဲ့တယ်ဆိုပဲ။အဲ့ဒီအမွာညီနောင်နှစ်ပါးမင်းဟာသူတို့နောင်တော်ကြီးရဲ့အကြိုက်ရာကိုသိမ့်ပိုက်ဖို့ကြံစီနေတယ်လို့တစ်ဖက်တစ်လမ်းကလည်းနန်းတွင်းရရတနာပစ္စည်းတွေကိုမတရားနည်းနဲ့ခိုးယူပြီးတောင်တန်းတစ်ခုပေါ်ကဂူတစ်ခုမှာဝှက်ထားခဲ့တယ်။သူတို့အကြံအကဲ၍များသူတို့အချောင်းကိုနောင်တော်ကြီးကရိမ့်မိသွားရင်အဲ့ဒီရတနာတွေကိုထုတ်ယူပြီးလွတ်ရကျွတ်ရကိုထွက်ပြေးကြဖို့စီမံထားတာကိုဗျ။ဒါပေမဲ့သူတို့အကြံမအောင်မြင်ခင်မှာပဲသူတို့ရဲ့နောင်တော်ကြီးကရိမ့်မိသွားလို့ကွမျက်တောင်ခံလိုက်ရရှာတယ်။ဒါကြောင့်အမွာညီနောင်မင်းနှစ်ပါးဟာသူတို့ရဲ့ရတနာတွေကိုထုတ်မယူသွားနိုင်လို့ဒီနေ့ထိဝှက်ထားတဲ့ဂူကြီးထဲမှာရှိနေသေးတယ်ဗျ။အဲ့ဒီတော့သူတို့ညီကိုနှစ်ယောက်ဟာရတနာမြေပုံလမ်းညွန်တစ်ခုပြုတ်လောက်ထားပြီးရင်နွေးခရားဦးထဲမှာထည့်ထားခဲ့တယ်ဆိုတဲ့သတင်းကိုတော့အစင်ဆက်ကြားလိုက်ခဲ့ကြတယ်။အဲ့ဒီရင်နွေးခရားဦးလေးနောက်ကိုဖျက်ဆက်ဆက်ချင်းအားခံပြီးလိုက်နေကြတယ်ဆိုတဲ့အကြောင်းကိုတော့ကျုပ်ဦးလေးကသတင်းရပြီးသူကိုယ်တိုင်လိုက်ရှာခဲ့တယ်။နောက်ပြီးကျုပ်စီကိုလည်းအဲ့ဒီရင်နွေးခရားဦးလေးကိုတွေ့ရင်ချစ်တဲ့နီးနဲ့ရအောင်ရှုဖို့စာထဲမှာထည့်ရေးခဲ့တာကိုဗျ။ဒါနဲ့ကျုပ်လည်းအဲ့ဒီရင်နွေးခရားဦးကိုအနက်ခံနေခဲ့တာလွန်ခဲ့တဲ့4 လလောက်ကမှပန်းစိုးရန်ကဂျူးဖိုးကြီးစီရောက်နေတယ်ဆိုတဲ့သတင်းကိုရတာကိုဒါကြောင့်သူလေလံပြစ်မဲ့သတင်းကိုစိတ်ရှိရှိနဲ့စောင့်နေရတာပေါ့ဒီဂျူးရတော့အဲ့ဒီကြောင်မသိပါဘူးဗျာကိုမောင်မောင်ဤစကားဆုံးတော့ခါ၌စာပလင်းနဲ့မောင်ကကဲကိုမောင်မောင်သူတို့စာထဲမှာပါတဲ့အတိုင်းစနေနေ့မနက်9 နာရီမှာဖျားပေါ်ကိုသွားပါဒါပေမဲ့စက်ကူဘူးထဲမှာတော့ခမည်းရဲ့ရင်နွေးကြောင်လေးကိုမထည့်နဲ့သူနဲ့အလေးချိန်ချင်းတူတဲ့ပစ္စည်းတစ်ခုထည့်သွားပေါ့ဗျာသူတို့လာယူပြီးရနဲ့ခမည်းလဲတောင်ပတ်မုတ်ကဆင်းခဲ့ပြီးတော့ကျုပ်ကခမည်းကိုတန့်တော်မူစေရီနာကာကာလက်ဖက်ရည်ဆိုင်ထဲမှာစောင့်နေမယ်ကျန်တာကိုကျုပ်ဆက်လုပ်သွားမယ်ကိုမောင်မောင်သည်စာပလင်နဲ့မောင်မှားသည့်အတိုင်းတသွေးမတိန်လောက်ပါမည်ဖြစ်ကြောင်းပြောဆိုပြီးလင်အိမ်ပေါ်မှဆင်း၍သွားပါတော့တယ်စနေနေ့သို့ရောက်သောအခါကိုမောင်မောင်သည်စက်ကူပူအလွတ်အတွင်းတစ်ခု၌တရုတ်တန်းမှဝယ်ယူလာခဲ့သောတမူးရန်ခရားဦးလေးတစ်ခုကိုထည့်ပြီးလင်ရွှေတကုံဖျားကုန်းတော်ပေါ်သို့တိုင်၍လာခဲ့ပါတော့တယ်9 နာရီကျော်သည့်တိုင်အောင်မြည်သူများ၎င်းထံသို့ရောက်မလာတော့ကြောင့်ကိုမောင်မောင်မှာစိုးရိမ်စိတ်ဝင်လာပါတော့တယ်ဤသို့နှင့်ပင်ဟိုလိုတီလိုကိုကြည့်၍စိတ်တစ်ထစ်နဲ့စောင့်ဆိုင်နေစဉ်၎င်းရနေသောနေရာအနီးရှိဇင်းရဲတစ်ခုအတွင်းမှအတန်ဝါကြီးဖြင့်အော်၍ဖျားရှိကိုနေသောရသိတပါးသည်ဖျားရှိကိုနေရာမှရှက်ပြီးနေဇင်းရဲပေါ်မှဆင်း၍လာပါတယ်ထို့နောက်ကိုမောင်မောင်ရနေသောနေရာသို့တန်တန်မတ်မတ်ရှောက်လာပြီးလင်အနီးသို့ရောက်သောအခါ၌ကဲပေးစရာရှိတာကိုပေးပြီးအေးအေးဆေးဆေးပြန်ပြီးတော့ကူလီကူမာလုံးမယ်မချက်နဲ့တခါတည်းဒုက္ခတွေ့သွားမယ်ကိုမောင်မောင်၏လက်ထဲမှာကင်ထားသောစက်ကူဘူးကိုဆွဲထုံလိုက်ပါတယ်ထိုအခါကိုမောင်မောင်သည်၎င်းရဲ့အနီးမှတုတ်ချေတင်ကထွက်၍လာပြီးလင်ဖျားပေါ်မှဆင်း၍လာခဲ့ပါတယ်ထို့နောက်စာပလင်နှင့်မောင်မသည့်အတိုင်းတန့်တော်မူစီတီနှင့်မလန့်မကန်းတွင်ရှိသောကာကာလက်ဖက်ရည်ဆိုင်သို့ရှောက်၍လာခဲ့ပါတယ်၎င်းကာကာလက်ဖက်ရည်ဆိုင်သို့ရောက်သောအခါ၌ကိုမောင်မောင်သည်စာပလင်နှင့်မောင်ကိုအခန့်တင်မတွေ့လိုက်ရသောကြောင့်လွန်စွာစိတ်ပြတ်သွားပါတော့တယ်ဆိုင်တွင်း၌လက်ဖက်ရည်တောက်သူများနှင့်ပြည့်၍နေတော်လဲစာပလင်နှင့်မောင်ကအရင်ရောင်များမတွေ့ရပေထိုအခါကိုမောင်မောင်သည်စိတ်ပြတ်လက်ပြတ်နှင့်ထိုင်ကုန်လွတ်တစ်ခုအတွင်း၌ဝင်၍ထိုင်လိုက်ပြီးလင်ကာကာကလာအားလက်ဖက်ရည်လှမ်းမာလိုက်ပါတယ်ထိုချိန်၎င်းရဲ့နီး၌တရုတ်သတင်းစာကိုဖတ်နေသောတရုတ်အဖိုးကြီးတူသည်ကိုမောင်မောင်အားဘဲနဲ့လေကိုမောင်မောင်သူတို့ပြောတဲ့အတိုင်းလာယူသွားပြီမဟုတ်လားမြမတန်ပီပီကြီးဖြင့်ပြောလိုက်လေရာကိုမောင်မောင်မှာလွန်စွာမှအံ့အားသင့်သွားပြီလေဟာကိုနေမောင်ခမရရုပ်ပြတ်ထားတာကိုဗျခမရရဲ့စကားတန်ကိုဒါမကြားလိုက်ရင်ဘယ်နည်းနဲ့မှကြုံမှတ်မိမှာမဟုတ်ဘူးတကယ်ကိုတရုတ်အဖိုးကြီးတယောက်ကြာနေတာပဲဗျာအံ့ပါရဲ့ဟဲ့လူအံ့မနေနဲ့အောင်ဆိုင်ထဲကလူတွေရိတ်မိသွားလိမ့်မယ်စကားပြောရင်တူတူပြောစမ်းပါဗျထိုအခါကျမှကိုမောင်မောင်ကလည်းဖျားပေါ်တွင်၎င်းကြုံခဲ့ရပုံကိုစာပလင်နှင်းမောင်ကပြန်ပြီးပြောပြပါတယ်ခမ ्या နဲ့တွေ့ကြရတဲ့ရသေးဟာရသေးအစ်မဟုတ်ဘူးဗျရန်ကုန်အနောက်ပိုင်းကဓာတ်အောင်တောင်းဆိုတဲ့ကောင်ဗျဒီကောင်ကမဟုတ်တာတခုခုလောက်တော့မယ်ဆိုရင်ရသေးအောင်ဆောင်ပြီးလုပ်တယ်လို့သူ့ရသေးအောင်တောင်းလို့လည်းခေါ်ကြတယ်အေကနာမုတ်စိတ်ဖြူချင်းနှစ်ယောက်ဟာရသေးအောင်တောင်းကိုငှားထားကြပြီးနဲ့တူတယ်ဗျရသေးအောင်တောင်းပဲဖြစ်ဖြစ်ဓာတ်အောင်တောင်းပဲဖြစ်ဖြစ်ဗျာအရေးမကြီးပါဘူး
စက်ကူဘူးထဲမှာသူတို့လိုချင်တဲ့ရင်နွေးကင်းအောင်လေးကိုမတွေ့ရရင်တော့ကျုပ်ကိုချမ်းသာပေးမှာမဟုတ်ဘူးကိုနေမောင်တိတ်လဲကြောက်မနေစမ်းပါနဲ့ဗျာစင်ချီယာတွေ့မှာတော့စင်နောက်လိုက်ဖို့မခဲရင်တော့ပါဘူးကျုပ်လွတ်ထားတဲ့လူပြန်ရောက်လာရင်သူတို့ဘယ်မှာရှိနေတယ်ဆိုတာကိုသိရပြီဗျခမည်းစီကစက်ကူဘူးကိုလာယူမဲ့သူနောက်ကိုလိုက်ဖို့တနင်္ဂနွေတောင်းမှာကျုပ်ရဲ့လူတယောက်ကိုစောင့်ခိုင်းထားတယ်ဗျထိုချိန်၌10နှစ်17နှစ်အရွယ်ခန့်များသာရှိသောကလားလေးတူဆိုင်တွင်းသို့ဝင်ရလာပါတယ်ထို့နောက်စာပလင်ထဲမှနီးသို့ရှောက်ရည်လာပြီးလင်လက်ချောင်းကလေးများကိုပုံတရံမျိုးမျိုးလှုပ်ပြကပြန်၍ထွက်သွားပါတယ်ထို့ကကိုမောင်မောင်ကကလားချွတ်တားလေးကလည်းခမရကိုလက်ချောင်းတွေကွေးလိုက်ကောက်လိုက်နဲ့ဘာတွေလှုပ်ပြသွားတာလဲဗျခမရကလည်းခေါင်းတညင်းညင်းနဲ့ဘလူအထိပ်ပဲများလေဗျာရှင်းပြစမ်းမအောင်ကျုပ်ကသူ့ကိုစောင့်နေရပဲရတိအောင်တောင်းနောက်ကိုနိုင်ရောက်ခံပြီးလိုက်ကြည့်ဖို့ဒီကလားလေးကိုခိုင်းထားတာပေါ့ဒီကောင်လေးကိုကျုပ်ကောင်းကောင်းလေ့ကျင့်ပေးထားတယ်စောစောကလက်ချောင်းတွေကိုကွေးလိုက်ဆန့်လိုက်နဲ့အချက်ပြပြီးစကားပြောတဲ့နေရာပထမကဘာစစ်တော့စစ်တရှိုးတွေအသုံးပြုတဲ့နီးပေါ့ဗျာရတိအောင်တောင်းကခမည်းစီကစက်ကူဘူးကိုယူပြီးမြို့ထဲဘက်ကိုသွားတယ်တဲ့နောက်ပြီး Green Hotel ဒုတိယထပ်အခန်းနံပါတ်73ကိုတကားခောက်တယ်ပြီးတော့ပြန်ထွက်မလာဘူးလို့ပြောသွားတာပါစားပလင်းနဲ့မောင်ကပြောလိုက်လေရာကိုမောင်မောင်ကအစမ်းမဲ့ဗျာလက်ချောင်းကလေးတွေနဲ့စကားအများကြီးပြောလို့ရတာပဲကိုဗျကဲကိုမောင်မောင်အချိန်မရှိတော့ကျုပ်လိုက်သွားအောင်မယ်ခမရလမ်းမတော်ကတ်တဲကိုသွားပြီးဌာနကိုကိုလာပင်နဲ့တွေ့ပါပြီးတော့ရတိအောင်တောင်းကိုဖမ်းချင် Green Hotel ကိုလိုက်ခဲ့ပါလို့စားပလင်းနဲ့မောင်ကပြောခိုင်းလိုက်တယ်လို့သတင်းဝင်ပေးလိုက်သူ့ချက်ချင်းထားလိုက်လာမယ်သူ့အပိုင်မှာရတိအောင်တောင်းကလူတက်မှုကျူးလွန်ခဲ့ပြီးရှောင်းနေတာအခုထိမမိသေးဘူးကိုလာပြေတယောက်ရှာလို့တက်တော့မယ်ဆဲဆဲရတိအောင်တောင်းကိုဖမ်းမပေးနိုင်လို့အခက်တွေ့နေတာပေါ့ဗျာကဲကျုပ်သွားမယ်တရုတ်ဖိုးကြီးအောင်စောင်းထားတော့စားပလင်းနဲ့မောင်သည်ကာကာလက်ဖက်ရည်ဆိုင်အတွင်းမှာထွက်သွားပါတော့တယ်ကိုမောင်မောင်သည်စားပလင်းနဲ့မောင်မှားထားသည့်အတိုင်းလမ်းမတော်ဂတ်တဲသို့တွားရောက်ခဲ့ရာအခန့်တင်မိန်ဌာနကိုကိုလာဖေဟာတွေ့ရပါတယ်ထို့နောက်၎င်း၏တပည့်ပလိတ်ကလေးနှုတ်ကိုခေါ်ကကိုမောင်မောင်နှင့်အတူ Green Hotel သို့ထွက်လာခဲ့ကြပါတယ် Green Hotel သို့ရောက်သောအခါ၌ဟိုတယ်စီးကလေးသည်အခန်းဝမှစီကြိုကဌာနကိုကိုလာဖေဟာဆရာတို့ဘာများအကျိုးထူးရှိလို့လဲအခန်းနံပါတ်73ကဘယ်မှာလဲဟိုတယ်စီးလေထိတ်ထိတ်ပြပြဖြစ်ပြီးသွားပြီလေအပေါ်ရက်မှာပါဆရာအဲ့ဒီမှာတရုတ်ဖိုးကြီးနှစ်ယောက်တဲခိုနေပါလေဒီနေ့ဖို့အခန်းနံပါတ်73အဲ့ဒီခဏခဏလာကြတယ်ဌာနကိုကိုလာဖေလေဟိုတယ်စီးကလေးစကားကိုစုံအောင်ပဲနားမထောင်တော့ပဲဟိုတယ်အပေါ်ရက်သို့အပြေးလာတက်၍သွားပါတော့တယ်၎င်း၏နောက်မှပလိတ်ကလေးနှုံးနဲ့အတူကိုမောင်မောင်လည်းလိုက်ပါ၍သွားရပါတယ်အခန်းနံပါတ်73ရှိသို့ရောက်သောအခါဌာနကိုကိုလာဖေသည်၎င်း၏ခါးကြမှ6လုံးပြူတနက်ကိုဆွဲ၍ထုတ်ကအခန်းတကာချင်းရောက်ပြတဟကုံစောင့်ကန်၍ဖွင့်ပြီးလေတယောက်မှမလှုပ်ချနဲ့ပြစ်ထည့်လိုက်မယ်တို့ရတွင်အခန်းတောင်ရှိကလထိုင်တစ်လုံးပေါ်၌ခြေထောက်ကိုချိတ်၍ထိုင်နေသောတရုတ်ဖိုးကြီးတူသည်ရေခဲတောင်စီဂရက်ကိုတောက်ကအခန်းအတွင်းသို့ဘလူးဆိုင်နှင့်ဝင်လာသောဌာနကိုကိုလာဖေဟာပြုံးပြုံးကြီးကြည့်၍နေပါတော့တယ်တိတ်လေဒေါသမကြီးပါနဲ့ကိုလာဖေခမ ्या ကိုကောင်းကောင်းဒုက္ခပေးနေတဲ့ရသိအောင်တောင်းကတော့တော်တော်နဲ့ပြန်မထလာနိုင်သေးပါဘူးခမ ्या ဘာတူလဲဒီမှာဘာတွေဖြစ်နေရလဲကျုပ်ပါဗျာကိုလာဖေစာပလင်နှင်းမောင်ပါဟောဒီမှာလဲနေတဲ့မုတ်ဆိုးဖြူကြီးနှစ်ယောက်ကတော့ထိုင်ဝမ်ကရောက်လာကြတဲ့အထူးဧည့်သည်တော်တွေပဲကျုပ်စောစောကဒီအခန်းထဲကိုရောက်လာတော့သူတို့3ယောက်စလုံးကောင်းကောင်းမွန်မွန်အိမ်မခံတာနဲ့ကျုပ်လည်းနည်းနည်းဒေါသထွက်သွားတယ်ဗျာသူတို့ခမ ्या ပဲတာဝန်ယူပြီးခေါ်သွားပါဟောဒီမုတ်စိတ်ဖြူကြီးနှစ်ယောက်ကိုတော့တတိထားနော်အဖိုးကြီးတွေဆိုပြီးအထင်မသေးလိုက်နဲ့လွန်ရောကြုံရောရှိလာမှအသက်30ကျော်လောက်ထိပဲရှိအောင်မယ်အဖိုးကြီးတွေအယောင်ဆောင်ထားတာဗျာတိတ်ကြောက်စရာကောင်းတယ်ဟောဟိုအခန်းတောင်ကဓာတ်နှစ်လက်ကိုပဲကြည့်ပြီးတော့ဓာတ်ကြီးတော့အင်မတန်ကောင်းတယ်ဗျတော်ယုံလူဆိုရင်တော့အစိတ်စိတ်အမော်မော်ဖြစ်သွားနိုင်တယ်ကဲကျုပ်လည်းပြန်လာအောင်မယ်ညနေဆောင်မှခမ ्या ဌာနကိုလာပြီးအမှုချင်းတွေကိုလာပြောပြမယ်ဗျာကိုမောင်မောင်လည်းစားပလင်းနှင်းမောင်နဲ့အတူလိုက်ပါလာခဲ့ပါတော့တယ်လမ်းသို့ရောက်တော့အခါ၌ကိုမောင်မောင်ကဟိုမုတ်စိတ်ဖြူကြီးနှစ်ယောက်ကခမ ्या ကိုဓာတ်နဲ့ခုတ်သေးသလားကိုနှင်းမောင်ခမ ्या ဘလို့ထင်လို့လဲကိုမောင်မောင်ဒီကောင်တွေကကျုပ်ကိုအေးအေးဆေးဆေးများလက်ခံစကားပြောမယ်လို့ထင်နေသလားဒီကောင်တွေကစက်ကူဘူးလေးတွေကခရားအိုးလေးကိုမြင်တော့တော်တော်လေးဒေါသထွက်နေကြတာဗျအဲ့ဒီအချိန်မှာကျုပ်ဝင်သွားတော့ဘာပြောကောင်းမလဲဗျာရမ်းပုံမိကြသွားတာပေါ့အေးဗျာကျုပ်အတွက်နဲ့ခမ ्या လေးတော်တော်လေးစွန့်စားရတာပဲကိုဗျဒါနဲ့ခမ ्या ကိုကျုပ်ပြောစရာတခုရှိသေးတယ်ကျုပ်ရဲ့ရင်နွေးခရားအိုးလေးကိုခမ ्या ကိုလက်ဆောင်ပေးပြရစီဗျာမဟုတ်တာပဲဗျာခမ ्या ပဲဈေးကြီးပေးပြီးမမမော်ဝယ်ထားခဲ့တာမဟုတ်လားကျုပ်ကိုဘဲနဲ့ကြောင့်လက်ဆောင်ပေးနေရတာလေရင်နွေးခရားအိုးလေးကတော့ရှေးအောင်ပစ္စည်းအနေနဲ့လက်ရအနေနဲ့ရောတန်မိုးရှိလာတယ်ဗျာဒါပေမဲ့အထဲမှာရတနာတိုက်မြေပုံထည့်ထားတယ်ဆိုတာကိုတော့ကျုပ်မယုံတော့
ကျုပ်သေးသေးချာချာပြန်စင်းစားကြည့်တော့ကျုပ်ဦးလေးစာထဲမှာပါတဲ့အကြောင်းအရာတွေကခိုင်ခိုင်လုံလုံမရှိလာပါဘူးဗျာ။အုပ်စယူတိုက်ယူတွေရဲ့ဒဏ္ဍာရီပုံမျိုးကျုပ်တို့လိုလောဘသားတွေကအဟုတ်မှတ်နေတာပဲလို့တွေးမိပြီးနောင်တရမိရဲ့ဗျ။ဒါကြောင့်အမတ်တရအနေနဲ့ခမ ्या ကိုလက်ဆောင်အဖြစ်ရရရွံ့ရွံ့ပေးချင်နေတာပါ။ကဲခမ ्या လက်ဆောင်ပေးရင်လေကျုပ်ကတော့ခမ ्या လိုအမျက်တနိုးသိမ်းထားမှာမဟုတ်ဘူးနော်။ဦးသိန်းဆိုတဲ့ကျုံမိတ်ဆွေကြီးတယောက်ရှိရဲ့။သူကတော့ဥပုံညာအသုံးပြုခဲ့တဲ့လက်ဖက်ခွက်နဲ့ဧည့်သည်လာရင်လက်ဖက်ချကျွေးပြီးကြွားတတ်တယ်ဗျ။ကျုပ်ကလည်းဟန်မင်းဆက်ရဲ့ရင်နွေးကရားဦးလေးနဲ့ဧည့်သည်ကိုရင်နွေးချမ်းတည်ပြီးကြွားရတာပေါ့ဗျာ။ဟုတ်ကဲ့ပါရှင်။ကျမဒီနေ့တင်ဆက်ပေးသွားခဲ့တာကတော့ဆရာကြီးမင်းသိက္ခာရေးသားထားတဲ့စာပလင်နှင်းမောင်နဲ့မုတ်စိတ်ပြူဓာသမာနုဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းအခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့မြန်မာ Top Story Channel လေးကို Like and Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။နားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါစို့လားရှင်။